လောကလူဘုံဆိုတာအတိတ်ကံကောင်းကြလို့လူဘုံကလေးတဲ့သစင်ရောက်လာခဏတာလေးလူဖြစ်တဲ့အခါလောဘဒေါသမောဟနဲ့မမာနတွေသင်ရဲ့နှလုံးသားထဲမှာအမုန်းတရားများလည်းကင်းဝေးပါစေတရက်တာတလစာမိတ်ခင်ကလေးမှာနပူပေါ်လက်တင်စင်သာ